မင်္ဂလာပါအခုဒီမှာဗီဒီယိုဖိုင်လေးတစ်ခုကြည့်သွားပါနော်ဒါထိုင်းကိုပတ်သက်သွားလာတဲ့ဒူတွေအတွက်အရေးကြီးပါတယ်ဒီရုပ်တံလေးကိုကြည့်သွားကြည့်ပါ那个对的过一年，对，怎么呢？怎么呢？对，阿妈这样啊，没种不的你啊，你种下来么？no，到不嘛乌松种下来，但种起了种了么乌啦，干古都那的古都啦种你啊。我他们家一生也我。ဒီဟာကတော့မဲဆောက်တောင်ပေါ်ဂိတ်မှာတားခံထားရတဲ့မြန်မာပြည်သားတွေပုံမှန်အတိုင်းကျွန်တော်တို့မြန်မာပြည်သားတွေမြန်မာပြည်ကိုပြန်ရင်ပွဲစားနဲ့ချိတ်ဆက်ပြီးတွားတဲ့လွတ်တော့နဲ့ပြန်ကြတယ်ပြီးလို့ရှိရင် passport အထောက်အထားရှိတဲ့လူနည်းနည်းလဲလဲဝဲရှိတဲ့လူကကိုယ့်ကိုမွန်ချစ်ကားဝင်းမှာတွားပြီးလက်မှတ်ဖြတ်ပြီးတော့အစိုးရဒီကားကြီးတွေနဲ့ပြန်ကြတယ်လိုင်ကာ expert ကားတွေနဲ့အဲ့တော့ပွဲစားတွေနဲ့ပြန်တဲ့လူကတော့ပြဿနာမရှိသေးဘူး။ဘာဖြစ်လို့ပွဲစားတွေကဒီ gate တွေနဲ့အားလုံးကိုပတ်တဲ့ကြောင်းတွေရှိထားတဲ့အတွက်သူတို့လမ်းကြောင်းရှင်းသွားတယ်။အဲ့ဒီအတွက်ပွဲစားနဲ့ပြန်တဲ့လူတွေကတော့ပြဿနာမရှိပေမဲ့ဒီအလွတ်ပြန်တဲ့လူတွေပြန်တက်လာတဲ့အချိန်မှာမဲဆောက်ကနေဘန်ကောက်ထဲပြီးမဟာချိုင်ပြီးချွန်ပူလီပြီးစတဲ့ချင်းမဲဆောက်ကနေဒီကိုကြော်ပြီးတက်လာမှဒါနဲ့တောင်ပေါ် gate မှာအခုလိုတားပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ TM30 ဆိုတဲ့အဲ့စရင်တိုင်ရဲ့စာရွက်မပါလို့ပါကျွန်တော်တို့မဲဆောက်ကနေဒီဘန်ကောက်ကနေတပေါ်ဥပမာမဲဆောက်ကိုတွားမယ်နေ့ချင်းပြန်တွားမယ်ဆိုရင်ကျွန်တော်အဲ့စင်းတိုင်စရာမလိုဒါငကိုတွေကနေ့ချင်းပြန်အခုမနေ့တွားမယ်ညနေကျရင်ပြန်လာမယ်24နာရီမကြော်သေးလို့ရှိရင်မနေ့တွားလို့ရှိရင်သူတို့ဝင်သတင်းပို့ရတယ်ငါတို့တွားတယ်နော်ဘယ်ချိန်ဘယ်ကားနံပါတ်ဘလူးပတ်စ်ပို့ဘလောက်ဆိုင်တစ်ခါကျရင်ကျွန်တော်တို့တွားတော့ကတော့ကျွန်တော်တို့အဖွဲ့လူတစ်ယောက်ခေါင်းဆောင်ဆိုပြီးတော့အဲ့တစ်ယောက်ကနာမည်နဲ့နော်ပတ်စ်ပို့ပြလိုက်တာနဲ့ပြီးတပိလူတွေစစ်တာပေါ့နော်ဒါပေမဲ့အကုန်ပြည့်စုံတယ်အကုန်ဝင်နေပြည့်စုံဒီလူတစ်ယောက်ကိုပြောပြီးတော့ကားနံပါတ်ပေးခဲ့တာနဲ့ပြန်လာတာနဲ့ကျွန်တော်တို့လည်း AC ပဲပြဿနာမရှိတော့ဘူးဒါပေမဲ့အဲ့လိုပြန်သွားတဲ့သူတွေနော်ကျွန်တော်တို့ကမဲဆောက်ထိသွားတာအကယ်မဲဆောက်မသွားဘဲနဲ့မြန်မာပြည်ထိပြန်တယ်မြန်မာပြည်ထိပြန်တဲ့သူတွေပြန်တက်လာတဲ့အချိန်မှာကို့မှာစာရွက်စာတမ်းအထောက်အထားပြည့်စုံရှိတယ်ဆိုပြီးတော့အဲ့စရင်တိုင်ထားတာမလုပ်တော့နော်အဲ့စရင်တိုင်တာမလုပ်ထားတဲ့အတွက်အဲ့ဒီ TM30 ပေါ့အဲ့ဒီစရင်မတိုင်ထားတဲ့အတွက်အဲ့ဒီ gate ရောက်တော့အဲ့စရင်စာရွက်စစ်ပါတယ်အဲ့စရင်စာရွက်မရှိလို့ရှိရင်ပြန်ပြီးတော့အစင်းပြန်တောင်းခိုင်းတယ်အဲ့တော့အဲ့ဒီ gate ကနေမဲဆောက်ထဲပြန်ဖို့ဆိုကားလည်းမရှိဘူးเนาะတော်တော်ကိုဝေးတဲ့နေရာပြောပါပြီဒုက္ခတွေရောက်ကြတယ်အခုဒီမှာဖြစ်တာပါအဲ့တော့အရင်တုန်းကတော့ဒီ TM30 ကိုတိတ်မစစ်ပင်မဲ့အခုခင်မှာစစ်လာတယ်စစ်လာတဲ့နေရာဘာကြောက်စစ်လဲဆိုတော့ဒီနဲ့စစ်စေးပူချမ်းပါမယ်စူရတ်ဌာနီကော့မခန်းကျွန်းမှာမူဂျိုကျောင်းကိုဝင်စီးတယ်ထိုင်းအာဏာပိုင်တွေကအဲ့လိုဝင်စီးတဲ့အချိန်မှာတရားမဝင်စာတင်းနေတဲ့ထိုင်းလူမျိုးတွေရောမြန်မာလူမျိုးတွေရောတွေ့တယ်အဲ့အတွက်ဖမ်းခံထိတယ်ဆိုတော့ကျွန်တော်တို့ထိုင်းမှာကလေတရားဝင်ဆိုတဲ့ဟာကတော်တော်ခဲရင်းနေဗျဟိုဒီကုမ္ပဏီထောင်နိုင်တဲ့လူတွေကစပြီးတော့တရားဝင်ဆိုတဲ့စကားလုံးပြောကုမ္ပဏီတစ်ခုတရားဝင်ဖြစ်ဖို့အတွက်ဆောင်ရတဲ့အခွန်လေးတော့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဝန်ထမ်းဘယ်နှယောက်ရှိရမယ်ဘာလို့တပုံကြီးဗျလွယ်လွယ်ကူကူနဲ့တရားဝင်မှုဆိုတာမလွယ်ဘူးအင်မတန်ခက်ခဲတယ်အဲ့လိုပဲအလုပ်သမားတွေအနေနဲ့တရားဝင်နေဆိုတာပါတယ်ပတ်စိုးရှိုံနဲ့တရားဝင်ရတာမဟုတ်ဘူးနော်ဝက်ပါမရှိုံနဲ့တရားဝင်ရတာမဟုတ်ဟုတ်တယ်မလားတတ်မှတ်ထားတဲ့စာရွက်စာတမ်းအပြည့်အစုံရှိမှဒါတောင်မှအဲ့ဒီအပြည့်အစုံကလည်းကိုကဒီတထင်းနာမည်တဘောဥပမာတထင်းနာမည်မောင်ဖြူဆိုတဲ့တထင်းရှိမှကော်ဆန့်ဆိုတဲ့စောက်လို့ကြီးလုပ်နေတယ်ဝက်ပါမိတ်ထဲမှာကိုယ့်ရဲ့ဝက်ပါမိတ်ထဲမှာပါလာကဒါပေမဲ့တစ်ဖက်မှာကိုယ့်ရဲ့ဝက်ပါမိတ်ထဲမှာကအဲ့ဒီကိုလုံနေတဲ့တထင်းနာမည်မောင်ဖြူလည်းမဟုတ်သလိုအလုတ်ကန်ရလည်းကော်ဆန်းမဟုတ်ပဲနဲ့အခြားဒီမွေးပြူရေးတို့စိုက်ပျိုးရေးတို့အခြားစားတောက်ဆိုင်တို့နော်စိတ်ုံလှုပ်ရုံတို့ဖြစ်နေမယ်ဆိုရင်ဖမ်းလို့ရတယ်ဆိုတော့ဥပဒေကအားလုံးတည်တဲ့အတိုင်းကြာအကုန်ချုပ်ထားတာအလုတ်သမားတယောက်ဆိုတော့ဖမ်းလို့ရတာဖြစ်တဲ့အတွက်အလုတ်သမားတွေအနေနဲ့ကလည်းဒီကိစ္စတွေအပေါ်မှာထဲဝင်ဝင်နားလည်စေခြင်းနဲ့အချိန်လေးပေးပါဒီစားဆန္ဒကိစ္စတွေနဲ့ပတ်သက်လို့ပုံမှန်ရှင်းပြနေတဲ့အကောင့်တွေရှိပါတယ်အဲ့ဒီအကောင့်တွေကို like တွေ follower တွေလုပ်ပြီးဘာသာရွက်ကဘယ်လိုပုံစံမျိုးဘယ်လိုဟာမျိုးเนาะကျွန်တော်လည်းဒါအခုမှကျွန်တော်တွေးမိတော့ဘာလို့ဆိုတော့ဒါပညာပေးအနေနဲ့တချို့တလေကြတော့စာရွက်တွေကဘာစာရွက်ကဘာမှမသိတဲ့မြန်မာလုပ်သားတွေအများကြီးရှိလက်ထဲမှာစာရွက်တွေတော့ကင်ထားတယ်ဘယ်စာရွက်ကနာမည်ဘယ်လိုခေါ်လဲဒီစာရွက်ကဘာအတုံးဝင်တာလဲဘာအတွက်လောက်ရတဲ့စာရွက်လဲမသိတာတွေအများကြီးရှိတယ်တော့အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့တွေလည်းဗီဒီယိုဖိုင်တွေတင်ပေးပြီးရှင်းပေးနေကြတာတွေ့တယ်ဒါပေမဲ့အလုပ်သမားတချို့တွေကအားရင်ခုနကဂိမ်းဆော့မယ်ဘာဖြစ်ဒါလောက်ပဲတချို့စာစာနာကိစ္စတွေနဲ့ပတ်သက်လို့တရေရှာလေ့လာတဲ့လူကနဲတယ်အရှင်းမရှိဘူးတော့မဟုတ်ဘူးနဲတယ်လေ့လာတဲ့လူအဲ့တော့တကယ်တည်းဖြစ်လာတော့ဘာလို့လောက်ကမသိနော်နောက်ပိုင်းကျရင်အဖမ်းဆီးပို့ဆိုးမှာပါအဲ့ဒီကော့ပကန်းကျွန်းမှာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့အလုတ်သမားဝင်ကြီးက
တခါတည်းညွှန်ကြားချက်ထုတ်လိုက်ပါထားပါတယ်ဘယ်လိုထုတ်တာလဲဆိုတော့ထိုင်းနိုင်ငံမှာရှိတဲ့အလုတ်အကင်တွေအားလုံးကိုစစ်ဆက်ပိုက်စိတ်တိုက်ပြီးစစ်ဆေးဖို့ညွှန်ကြားချက်ကိုထုတ်လိုက်တာအဲ့တော့ဘုရင်ကကျွန်တော်ပြောသလိုကိုလုံးနေတဲ့အလုတ်နဲ့ကိုမှရှိတဲ့စားစာတန်းနဲ့ကိုက်ညီမှုရှိလားဆိုတော့မဖြစ်မနေကိုစစ်ကြပါကိုကနားမလဲနဲ့နားလဲတဲ့လူတွေပြတ်ကြည့်ပါနော်ပတ်စပို့ကိုင်ရလူပတ်စပို့ရှိရမယ်အထက်မှာဗီဇာရှိရမယ်ရက်30နော်3လတစ်ခါ3ထုတဲ့ရက်30စာရွက်တက်တန်းရှိနေရမယ်ပြီးဝက်ပါမစ်ကတ်ရှိရမယ်အဲ့ဒီဝက်ပါမစ်မှာပါတဲ့တထေးနာမည်နဲ့ကိုယ့်ရဲ့အလုပ်နဲ့ကိုက်ညီမှုရှိရမယ်ဒါတွေအားလုံးကိုသိအောင်လို့လေ့လာထားကြဖို့လိုတယ်မပြည့်စုံတဲ့လူတွေကဂရုစိုက်ပါနော်ဂရုစိုက်ပါသူတို့ဝင်ကြီးကိုယ်တိုင်ကအဲ့လိုညွှန်ကြားလိုက်ရင်တနိုင်ငံလုံးအလုပ်လုပ်ပြပါလိမ့်မယ်အဲ့လိုအလုပ်လုပ်ပြတဲ့ဟာမျိုးကြရင်ထိခိုက်နစ်နာသွားမှဒီကျွန်တော်မြန်မာပြည်သားတွေအဲ့တော့စားစာတမ်းမပြည့်စုံလို့ဖမ်းကန်ထီလို့ပြန်ဖို့မှာကနော်လူမြောက်နေပြီကိုဖို့မှာမဟုတ်ဘူးလက်ရှိမြန်မာပြည်မှာနှစ်ဖွဲ့ကွဲနေမင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့နဲ့တော်လိုင်းအင်အားစုအဖွဲ့ဒါပေမဲ့ထိုင်းနိုင်ငံအနေနဲ့နော်အခုထိပြောလို့မရကြတာလားဒါမှမဟုတ်ထိုင်းနိုင်ငံအောင်တွေကလက်မခံတာလားကျွန်တော်တို့လည်းမသိဒီကိစ္စကျွန်တော်တို့လည်း like អော်ပေးနေတယ် like ပြောပေးနေဒါပေမဲ့အခုထိအရာမထင်ဘူးအဲ့ဒါဘာလဲဆိုတော့ထိုင်းနိုင်ငံမှာအကြောင်းမျိုးကြောင့်ဖမ်းကန်ထီထောင်ကြတဲ့လူတွေကိုမြန်မာပြည်ကိုပြန်လဲပို့တဲ့နေရာမှာတော်လိုင်းအင်အားစုတွေလက်ထဲကိုပို့ပေးဖို့ထိုင်းဆိုရကိုအရက်ဖက်အဖွဲ့အစည်းမျိုးစုံတောင်းဆိုနေတယ်ဒါပေမဲ့ဒီနေ့ချိန်ဒီအဲ့ဒီအစီအစဉ်ကအကောင့်ထဲပေါ်လာတာမတွေ့သေးဘူးဒါဟာတော်တော်ကိုရုပ်ပြက်ကြီးတန်တဲ့အရာနော်ဒီကောင်တွေလက်ထဲကိုထည့်လိုက်ဒီလူတယောက်ကဖမ်းကန်ထိမယ်တတ်ခံထိမယ်ဘဝပြက်မယ်စစ်မှုထမ်းအတင်းအဓမ္မစစ်မှုထမ်းခံမှာတည့်ရတန်းနဲ့ဒီလူတွေကိုဒီလက်ထဲကိုပို့ပေးတယ်ဒါလူခွင့်ရေးကျူတော့ကကြည့်မယ်ဆိုရင်လူခွင့်ရေးချိုးဖောက်တာရောက်တယ်အဲ့ဒီအတွက်ကျွန်တော်နိုင်ငံသားတွေဖမ်းကန်ထိဖို့ကြောက်တယ်ဆိုတာအဲ့ဒါကြောင့်ပြောတာနော်ဒါကြောင့်မို့လို့စားဆန်တဲ့အထောက်ထားပြည့်စုံအောင်လုပ်ထားပါအဲ့လိုစားဆန်တဲ့အထောက်ထားပြည့်စုံကိုမှလုပ်ထားမယ်အားလုံးဆိုဘာမှကြောက်စရာအကြောင်းမရှိဘူးနော်ဘယ်သူပဲလာဘာမှကိုမှကြောက်เสียအကြောင်းရှိဘူးအကြောက်တရားရှိရတဲ့တိုင်းပြည်မဟုတ်ဒီတိုင်းပြည်ကကိုဘက်ကမှန်နေရင်ကြောက်ကြတဲ့တိုင်းပြည်မဟုတ်ဘူးနော်ဒါအခုထိုင်းနိုင်ငံဆိုအများကြီးကြောလိုက်အရင်ကဆိုမဟာချိုင်မှာဆိုအုပ်စုလိုက်ဖွဲ့ကြတယ်ရိုက်ကြတယ်တတ်ကြတယ်ဖျက်ကြတယ်အခုဆိုရင်ဒီသူတို့ရဲ့နိုင်ငံရဲ့အစိုးရရန်တရားကတော်တော်ကိုတောက်စေလာတယ်အလုပ်လုပ်တယ်နောက်ဆုံးထိုင်းပလိတ်တွေဆိုရင်အလုပ်လုပ်တဲ့နေရာမှာတော်တော်တောက်စီလာတာတွေ့ရတယ်အဲ့တော့နီးပညာနဲ့ပေါင်းစပ်ပြီးတော့သူတို့နိုင်ငံတွေတိုးတက်လာတဲ့အတွက်နော်လူထုကိုကောင်းကောင်းထိန်းချုပ်လို့ရတာလေအဲ့ဒီပုံမှာကိုယ့်ဘက်ကလည်းအကြောက်တရားမရှိဖို့လိုတယ်ကိုယ့်ရဲ့လိုအပ်ချက်တွေဘာတွေလဲကိုယ်မှအထောက်ထားပြည့်စုံရှိရင်ပလိတ်နဲ့တွေ့မကောင်းဖို့ပြောဟုတ်တယ်မလားသူတို့နိုင်ငံရိုးရဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တွေ့တာနဲ့ကြီးကြီးငယ်ငယ်လက်အုပ်လေးစီနော်စဝါဒီကပ်ဒါသူတို့ရဲ့ရိုးရဖြစ်တဲ့အတွက်သူတို့တန်ဖိုးထားတယ်အဲ့တော့ကျွန်တော်တို့ဆိုရောက်ခါစားအောင်အဲ့လိုနှုတ်ဆက်မနှုတ်ဆက်ရဘူးရှစ်ခိုးတယ်ထင်တယ်တယောက်နဲ့တယောက်ကိုမြန်မာအယူဆတာဟုတ်တယ်လေတယောက်လုံးရှိရှစ်ခိုးလားဒါပေမဲ့တေးချပြန်ကြည့်ရဘယ်လောက်ရင်ကြီးတဲ့နှုတ်ဆက်မှုလဲကိုမြန်မာတွေဟဲ့အောင်ငါလီကွာမင်းမတွေ့ရကြဟဲ့အောင်မိမတွေဟဲ့ရောက်မှာဖေလို့မဘာဖြစ်တယ်တို့မြန်မာတွေဟုတ်တယ်နော်ကြောက်တန်းလေးဆိုဟဲ့အောင်လီကွာမင်းမတွေ့တော့ကွာငါရှိဟုတ်တယ်လီလက်ရှိရတယ်နှုတ်ဆက်ကြတာဒါဝင်ဖြစ်နေတယ်အများစုပေါ့နော်အကောင်လုံးတော့မပြောလို့ပါဘူးတော့ကြာမပြောတဲ့လူကငါမပြောဆိုပြီးတော့ဟိုနေ့တက်လာအောင်မယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့လူတွေကြားထဲမှာနှုတ်ဆက်ပုံတို့မြန်မာတွေနဲ့ပတ်သက်လို့မင်္ဂလာပါဆိုတာဘယ်လိုနှုတ်ဆက်မနှုတ်ဆက်ဘူးအဲ့တော့အခုနောက်ပိုင်းမှာဆိုကျွန်တော်တို့ဆိုအကျင့်ဖြစ်သွားတယ်ထိုင်းတွေတွေ့နေတာလည်းအော်တိုကောက်ပြီးတော့ရိုးရလှုပ်ပြီးတာ sorry ครับကိုမြန်မာကြီးတဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီတိုင်းပြောလို့မထွက်တော့လှုပ်လေးချီပြီးတော့အဲ့တော့ကျွန်တော်တို့ဟာသူများတိုင်းပြည်ရဲ့ယဉ်ကျေးမှုတွေမှာလည်းအတုခိုးတင်တဲ့ဟာတွေခိုးကဘယ်လောက်ယဉ်ကျေးတယ်စဉ်းစားကြည့်မင်္ဂလာပါခင်ဗျာဟာဘယ်လောက်မိုက်လဲဟုတ်တယ်မလားဒါနှိမ့်ညဝါတာမဟုတ်ဘူးနော်တစ်ဖက်သားကိုရှစ်ခိုးလိုက်တာလားမဟုတ်ဘူးတကယ်ယဉ်ကျေးတဲ့အလုပ်လေးဒါလေးကိုကျွန်တော်တို့ကသိဖို့လိုတယ်နော်အခုဒီဗီဒီယိုဖိုင်ပြီးကျွန်တော်ဗီဒီယိုဖိုင်တစ်ခု reaction ထပ်လုပ်မယ်ထိုင်းနဲ့ပတ်သက်လို့နော်ဒီနေ့ကျွန်တော်တို့အဖွဲ့ကအမှကိုတက်နောင်ကဗီဒီယိုတစ်ချက်ရိုက်တာထိုင်းမှာရှိတဲ့အဆောက်အုံတစ်ခုကွန်းစတွဲတွေလစ်ပြက်အောင်ဖွေးထားတဲ့ဟာနော်ပြီးလို့ရှိရင်ဟိုနေ့မှာတောင်းချမ်းနေလို့ကော်ဆန့်ပယံဆိုင်မှာတောင်းချမ်းနေလို့ညဘက်မအိပ်ပဲနဲ့ထိုင်းလူမျိုးတယောက်ကသေချာတွားရှင်းပြတာအဲ့တော့မြန်မာတွေထိုင်းမှာဖမ်းခံထိတာဘာကြောင့်လဲအဲ့ဒါကိုပြောတာပါနော်ကျွန်တော်ဆိုရင်လားကျွန်တော်လေထိုင်းမှာပထမဦးဆုံးအခုထောက်ပို့တွေပါတယ်အခုမှအလူမခံတာလို့နှခမ်းမွေးကြောက်တော့အရင်ဦးဆုံးကွက်ပြက်လောင်တနိုင်ငံလုံးအလူတွေခံတနင်္ဂနွေရက်ဆိုအခန်းတွေလိုက်ခောက်ဈေးတွေမှာ၄-၅ပွဲအလူခံနေတဲ့အချိန်မှာကျွန်တော်ကိုအရင်ဆုံးစော်တာနော်တကယ်အားလုံးကြောက်ဦးမှာပဲဘန်ကောက်က CID ရုံးရှိမှာကျွန်တော်ပုံပြီးထောင်ပြီးတော့အဲ့လိုကျွန်တော်စော်တာအဲ့တော့ကျွန်တော်တွေးတယ်လေငါအမှားပါလုပ်တာလေငါထိုင်းဥပဒေကိုချိုးပေါက်တာတခုမှမရှိဘူးအမှားမလုပ်တာဘူးကိုတိုင်းပြည်တော်လှန်ရေးအတွက်ကိုတိုင်းပြည်စစ်ဘေးရှောင်တွေအတွက်အလုပ်လုပ်တယ်အဲ့ဒါကိုသူတို့နိုင်ငံအစိုးရခွင့်မပြုဖမ်းမလားဖမ်းအခါလည်းပြောတယ်ဒါပေမဲ့ကိုဘက်ကအခြားအပြစ်မလုပ်ထားတာတွေ့တယ်ဘာမှလည်းမကြောက်ဘူးတိုက်တဲ့အဖွဲ့အစည်း
အဖွဲပေါင်းစုံနေကျွန်တော်ဆိုတွေးကြောင်ပြေးမယ်ဆိုကျွန်တော်ပြေးရကြတယ်တိုက်တဲ့ဖွဲလားနိုင်ငံတော်ဘဟုအဆင့်ကနေဆင်းစစ်တာကျွန်တော်ကိုစစ်ပြီးတော့ဘာပြဿနာတွေမှမရှိမှအခြားလူတွေနောက်တစ်ပြေးပြေးနဲ့ထောက်ဖို့တွေဘာပြစ်တာလို့လမ်းမဟိုဘာမရှိဖမ်းတာလို့ဈေးအောင်ဖမ်းအဲ့ဒီဖမ်းပွဲတွေစနော်ကျွန်တော်ဘယ်လောက်ထိဆိုမာဖီးယားခေါင်းဆောင်ဆိုပြီးတကယ်တဲပြီးတော့အလဲဆိုတာဒါပေမဲ့အဓိကကိုယ့်ဘက်ကဘာဖြစ်လို့လဲမှန်ဖို့လို့တို့ကိုယ့်ဘက်ကဖြောင်းမှန်နေကျွန်တော်တို့ကြောက်စရာမလိုရှင်းနိုင်ရလက်ရှိဒီနေ့ချိန်ထိကျွန်တော်ထိုင်းမှနေဘာအမဲဆက်တစ်ခုမှမရှိဘူးကျွန်တော် history ကြည့်လိုက်ထိုင်းဆိုရပြောချင်ကျွန်တော်အဲ့တိုင်းပဲမင်းတို့ထိုင်းနိုင်ငံမှာနေတာငါ10စုနှစ်မကတော့ငါရဲ့ history ကြိုက်တဲ့စကားမှကြည့်ဘယ်နေရာမှအမဲဆက်မရှိဘူးငါမဟုတ်တာတစ်ခုမှမလုပ်ဘူးမူရီစေဝါကင်းဟိုရောင်းဝက်ဖောက်ကားတာလေးလက်နဲ့ရောင်းဝက်ဖောက်ကားတာလေးဘာတစ်ခုမှမလုပ်ဘူးအဲ့ဒီအတွက်ကျွန်တော်ဆိုအခုမျိုးစုံတိုက်တာဒါနေပြီးအခုလည်းတိုက်နေတာပဲကျွန်တော်နော်ဘယ်လောက်ထိတိုက်တယ်ဟိုနေ့အောင်ကဆိုဒီမှာကျွန်တော်နဲ့ဟိုအရက်ရှည်အရှည်ကြီးလို့ခေါ်တယ်ပြောက်ဟိုမှာသူ့မွေးနေ့ပွဲလုပ်တယ်နော်အဲ့ဒါကိုကျွန်တော်ပွဲလုပ်တယ်ဆိုပြီးနာမည်ဖွာတယ်ကောင်ဖွာတယ်ဘာအရှည်ကြီးတူတာကိုကျွန်တော်ကလည်းရှမ်းတွေကအယောင်အရှည်ကြီးလို့ခေါ်တယ်ဆိုတော့အဲ့ဒါမျိုးကျွန်တော်တိုက်ကြတာဒါစိတ်ဒီရဲစခန်းတွေမှာရှိတဲ့စကပြန်တွေဘာတွေကလည်းကောင်းတဲ့သူတွေများတယ်နော်ရယောင်မှာတစ်ခါတွေ့ရအဖြစ်လို့ကျွတ်ကြစကပြန်တွေကိုပလိတ်ခွေးလို့ပြောတယ်အေးပေါ့ဖမ်းကန်ထီးတဲ့ခံရတဲ့လူကလည်းဟုတ်မဟုတ်ဒီကိုမြန်မာပြည်သားရှိလို့ရှိရင်ဒီလူကကိုယ့်ဘက်ကမပါဘူးပလိတ်ဘက်ကပါလို့တွက်လိုက်တယ်ဒါပေမဲ့မဟုတ်ပါဘူးနော်ပလိတ်ဘေးနားမှာနေတဲ့စကပြန်တိုင်းရုပ်မှာလားမဟုတ်ပါဘူးစိတ်ရင်းကောင်းတယ်ကိုယ်တိုင်းသူပြည်သားတွေအတွက်ကိုမြန်မာနိုင်ငံသားတွေအတွက်ကြည်ပေးတဲ့စကပြန်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့အတွေ့ပါနော်ကျွန်တော်ဆိုရင်ညိကြဘဲရတာမဲစာအောင်အထုတ်လိုက်ကြီးတွေကိုပတ်စံတို့ကြောပိုးနဲ့တလုံးအဲ့ဒါအထုတ်လိုက်ကြီးရိတ်ကတွားယူနေလာဖမ်းတာဘလို့မှညှိလို့မရဘူးနော်စကပြန်တွေ့ဟာကိုစီလေးစားတယ်ဗျာစကမ်းမှုချင်းချင်းပြောဒီလူတွေကတကယ်တိုင်းပြည်တွေလုံနေတာအဲ့လိုမျိုးလုံလို့မရဘူးတို့ကိုရုပ်ချာလူတွေမဟုတ်ဘူးဆိုတော့ဟာကိုမဝမ်းတာနော်တကယ်ပဲဒါအခုထိကျွန်တော်မှတ်မိတယ်အဲ့ချုံမူလီဘက်မှာနော်သိပါလိမ့်မယ်အဲ့တော့ဟိုစကပြန်နေအနေနဲ့ကလည်းကိုတိုင်းပြည်အတွက်ဝိုင်းဖေးမှလည်းလူဖေးမှလည်းအေးပလိမ့်နဲ့ပေါင်ပြီးရုပ်မှတဲ့သူကရုပ်မှတယ်ဒါလူတိုင်းမှာအကောင်းရှိသူအဆိုးရှိမယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကတိဖို့လိုတယ်နော်ကိုဘက်ကလိုအပ်တဲ့စားစံထောက်ထားအပြည့်စုံလုပ်ထားမယ်သူတို့ဥပဒေကိုဂျုံးပေါအောင်ဆိုပလိမ့်တွေလည်းကောင်းဖို့ပြောရုံပဲကျွန်တော်ကြောက်စရာလည်းမလိုဘူးဟုတ်တယ်မတုံလို့စရာလည်းမလိုဘူးဟုတ်တယ်မလားရှင်းရှင်းလေးပလိမ့်ကကြောက်ရင်ပုံဖြဲတယ်ဘယ်ပလိမ့်ဖြစ်ဖြစ်အဓိကပလိမ့်တယောက်ကလူတယောက်ကိုစကားပြောတယ်သူ့ရဲ့မျက်လုံးမျက်ဖန်ကိုကြီးဒီလူကမူမမှန်ဖြစ်နေလားကြောကြောင်ဖြစ်နေကြောက်လန့်နေတယ်ဒါဘာမဟုတ်တာလုပ်ထားရုပ်ပေါက်နေအဲ့လိုအရင်ဖတ်တာအဲ့လိုစကန်ဖတ်ပြီးမှသူကအခြားနေရာလေးစစ်ဆေးမစစ်ဆေးသူ့အုံနောက်ကဆုံးဖြတ်တာအဲ့တော့ကိုယ့်ဘက်မှာအပြစ်မလုပ်တော့မှန်ကန်အေးစင်းနေစကားပြောတခုံးပြောမယ်ဟုတ်တယ်မလားအဲ့တော့တချို့တွေကျတော့ပလိတ်သွေးနဲ့ဒူးတုံနေပြီဘာမှတုံစရာမလိုကိုယ့်ဘက်အဓိကပလိတ်သွေးမှာဒူးတုံရမှာမဟုတ်ဘူးကိုလုံနေတဲ့အလုပ်နဲ့ကိုမှရှိတဲ့စာရစာနံမပြည့်စုံရင်ဒူးတုံရမှာဟာငါမပြည့်စုံလေးဦးစားစားငါပြည့်စုံအောင်လုပ်ရမယ်ပတ်စံလေးစုမဟုတ်တယ်မလားအဲ့ဒါဆိုရင်ကျွန်တော်တို့ဘာအခက်ခဲမှဖြစ်เสียအကြောင်းမရှိပါဘူးเนาะအဲ့တော့သူ့နိုင်ငံမှာနေတာဖြစ်တဲ့အတွက်ဒီလိုစာရွက်တွေဟိုလုပ်တယ်အကုန်လုံးဟိုက CCDS ဟိုနေဖြစ်တယ်ဆိုတာကျွန်တော်တို့ကတရားတယ်မတရားဘူးအဲ့အပိုင်းမှာတော့ပြောနေလို့မရဘူးဘာလို့ဆိုသူတို့တိုင်းပြည်ဖြစ်တဲ့အတွက်သူတို့ဥပဒေကိုကျွန်တော်တို့လေးစားနိုင်ရင်သူတို့နိုင်ငံမှာနေမလေးစားနိုင်ရင်မနေနဲ့ဒါပဲရှင်းရှင်းလေးနော်အဲ့တော့ဒါမဲဆောက်ကိုပြန်တဲ့လူတွေအနေနဲ့အခက်အခဲဖြစ်မှာဆိုလို့နောက်ပြီးတော့အဲ့ကိုအဆောင်မှာနေတဲ့လူတွေနဲ့အဲ့စင်းတိုင်တဲ့ကိစ္စတွေနော်တိအောင်လို့တင်ပေးလိုက်တယ်ပါ TM တက်တီးဆိုရင်ဒါအဲ့စင်းတိုင်တဲ့စာရွက်ပါဒါလေးကိုအားလုံးသိမယ်ထင်ပါတယ်